ကျမတို့တာမီနီယာဆက်လျှောက်ရတယ်ရှင်ဆက်လျှောက်တဲ့လုပ်ကိုလုပ်ကြတာပေါ့နော်ဟိုနေ့စဉ်သမီးကသူများအိမ်မှာသွားလုပ်ရတယ်ကျမကတော့ကျမဆက်ကလေးနဲ့ကျမကိုပိုင်သူများအပ်တဲ့အထည်ကိုကျမလုပ်တာပေါ့နော်ကျမကမနစ်ကစီးချိုယောဂစဖြစ်တာလေစဖြစ်တော့ကျမဝင်ငွေတစ်ခုတည်းနဲ့ရက်တည်ရတာအဆင်မပြေတော့ဘူးကျောင်းသားရတဲ့တစ်နှစ်ပတ်လုံးသူများသားသမီးတွေအဖြူစိမ်းနဲ့သွားတာမျိုးနဲ့ကျမငိုရတယ်ဆရာအမေလည်းပြည့်မမြင်ပါဘူးဘာလို့လဲဆိုတော့မမေကူးချိန်ကြီးကြောင်စင်ကမားလက်တယောက်အနေနဲ့ရက်တည်လာတာ18နှစ်လုံးလုံးပေါ့မမေတယောက်တည်းရုံးကန်လာတဲ့အတွက်ဝမ်းတော့နဲပါတယ်ဒါပေမဲ့မမေကိုပြည့်မမြင်ပါဘူးမမေနေမကောင်းတာနဲ့ပတ်သက်ပြီးတော့ကိုကမျက်နှာတစ်ချက်ညှိုးလိုက်ရင်မမေကကိုထပ်ဖို့ပြီးခံလာမှာအဲ့အတွက်ကြောင့်ကိုစိတ်ကိုအသက်နိုင်တယ်မြတ်ညင်ထားတယ်ဒါပေမဲ့ကိုယ့်ရဲ့ကံကြမ္မာကိုဒီလောက်ကြီးကောင်းလိမ့်မယ်လို့မထင်ထားဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျမတို့ကမွေးကလေးကကျမအသက်39နှစ်ထိအောင်ကံကောင်းခြင်းဆိုတာမရှိခဲ့ဘူးစိတ်လှုပ်ရှားတာပေါ့ဆရာရဲ့9နာရီခွဲလောက်ဖုံးလာကြတဲ့ကျမမှန်သားပြောစစ်တာပါဆရာကျမဘာမှစားလို့လည်းမရတော့ဘာမှလည်းရီးတောင်တောက်မရဘူးဆရာဟိုချော့ဖြစ်ပြီးတော့လေနှလုံးငိမ်စီဥပုံကြီးစေးတောင်တောက်ခဲ့ရတယ်ဆရာပြီးတော့ဒါတွေကအတူရောင်နေပါကျမကိုပေးတဲ့စုကျမရဲ့ဟို Facebook အကောင့်အောက်မှာဆိုရင်လေအတန်နဲ့အမျိုးလားလို့ကိုလာမေးတာကျမကိုအမျိုးချင်းပဲလောက်တာလားမဟုတ်ဘူးကျမသိတယ်ကျမကွန်မန့်နိုင်အကုန်လိုက်ဖြည့်ရှင်းတာမဟုတ်ရပါဘူးရှင်ကျမတကယ်ကိုလက်တွေ့ပတ်စံရထားပါပြီသူတို့မယုံလို့ဆိုပြီးတော့ကျမအိတ်ကရှက်ပေးတဲ့ရှက်ကလေးကိုကျမဓာတ်ပုံရိုက်ပြီးတော့ကိုမှအဲ့လိုမေးတဲ့သူကျမပေးလိုက်တာကျမတကယ်ရပြီအနင်ပေးရလေကျမကိုကျမတဲဖန်းညောင်ဆောက်ကကျမအိမ်မှာကျမလက်တွေ့အခုလက်တွေ့တုံးချနေပြီကျမရနေပြီလို့ကျမလိုက်ပြောပေးတယ်ပြည်သူမျိုးလို့ကျမပြောချင်တာပေါ့နော်ဒီအတန်ကုမ္ပဏီကတကယ်ကိုမှစုတွေရှင်းမြင်ပါတယ်ခံစားခွင့်တွေလည်းအများကြီးရှိပါတယ်လို့ကျမပြောချင်ပါတယ်ရှင့်အခုလက်ရှိကျမတို့အိမ်လေးတော့ကိုမြင်ရတာပဲလေဟိုကျမတို့တာမီးနေဘွားအတွက်လုံရှုံတဲ့အိမ်လေးတစ်လုံးတော့ကျမဖြစ်အောင်စောင့်မယ်ရှင့်အတန်ကုမ္ပဏီလေးဒီချက်ဟိုလုပ်ငန်းကိုင်ငန်းတွေတိုးချဲ့ပြီးတော့ဗောနော်အောင်မြင်မှုတွေထွတ်ထိပ်ရောက်ပါစေလို့ဆုတောင်းပါတယ်ရှင်